ဒီအလုပ်ကိုဘယ်လိုရခဲ့လဲဆိုရင်အဆင့်3ဆင့်ကိုတွေ့ဖက်ခဲ့ပါတယ်ဒီအဆင့်မှာ80ရာခိုင်နှုန်းလောက်ကကြာရှုံးရများပါတယ်ဒီနေ့ကောင်မှအလုပ်လျှောက်တာကိုအဲ့ဒီအချိန်လေးပဲအဓိကထားပြီးတော့လျှောက်ခဲ့ရပါရှေ့ဗီဒီယိုမှာကျွန်တော်လုပ်ဘယ်လိုရခဲ့လဲဘယ်လိုလျှောက်ခဲ့လဲဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာကိုသိချင် comment မှန်းခဲ့ပြပါလို့ပြောခဲ့ပြပါတယ်အဲ့ဒီမှာ comment မှန်းထားရသူလည်းတော်တော်များများတွေ့ရမှာကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြပပေးတော့ပါမယ်ကျွန်တော်ဒီအလုပ်ကိုဘယ်လိုရခဲ့လဲဆိုရင်အဆင့်3ဆင့်ကိုတွေ့ဖက်ခဲ့ပါတယ်နံပါတ်1အနေနဲ့လုပ်လျှောက်တဲ့အဆင့်နံပါတ်2အနေနဲ့ဆိုရင်တော့ interview နံပါတ်3အနေနဲ့ဆိုရင် testing ပေါ့ testing ကတော့ကျွန်တော်တို့ position မှာပဲအများဆုံးတွေ့ရမယ်ထင်ပါတယ်အခြား position တွေမှာတော့သူ့ position လိုက်ကွာခြားမှုရရှိပါပါနံပါတ်1အနေနဲ့လုပ်လျှောက်တဲ့အဆင့်တော်တော်များများဒီအဆင့်မှာ80ရာခိုင်နှုန်းလောက်ကကြာရှုံးရများပါတယ်လုပ်လျှောက်တာကိုပြင်ဆင်တဲ့နေရာမှာကျွန်တော်အနေနဲ့ဒီအချက်3ချက်ကိုအဓိကထားပြီးတော့ပြင်ပါတယ်နံပါတ်1အနေနဲ့ CV ဒါမှမဟုတ် portfolio နံပါတ်2အနေနဲ့ platform နံပါတ်3အနေနဲ့တော့ timing ပဲဖြစ်ပါတယ်အလုပ်လျှောက်တာရဲ့အရေးကြီးဆုံးဖြစ်တဲ့ CV form ကျွန်တော်တို့ digital ဘိုင်းနဲ့ပတ်သက်တဲ့အလုပ်တွေကတော့ portfolio ကတခါတည်းပြင်ရပါတယ် CV မှာဆိုရင်ကျွန်တော် job description တွေကိုအဓိကထားပြီးတော့ပြင်ပါတယ်ဘယ်မှာလုပ်ခဲ့ရဆိုတာအထက်ဘာလုပ်ခဲ့ရဆိုတော့အတိအကျလေးဒီချားလေးရေးပြီးတာပူပြီးတော့ကောင်းပါတယ်တော့ကတော့အကျမ်းမြင့်ကိုရေးလိုက်ပြီးတော့ရန်ကိုအဓိကပြင်ခိုင်းလိုက်ပါတယ်ပြီးတော့အခုလုပ်ရဲ့အလုပ်တစ်ခုချင်းစီရဲ့အောက်မှာအသေးစိတ်လေးဒီချားလေးထည့်ပေးရပါတယ်အခြား education တွေဘာလို့ space ပေးရတယ်ဒီ experience နေရာမှာ space များများလေးနဲ့စကလုံးများများလေးရှိပေးရသူတို့တော့ပို့ပြီးတော့စိတ်ကျဉ်နေမှုရမှာပြီးတော့ C form template တွေကိုကျွန်တော်ကတော့ Canva ကိုပဲသုံးပါတယ်အခြား AI နဲ့တွဲပြီးတော့သုံးလို့ရတဲ့ software တွေအများကြီးရှိပါတယ် Canva link ကိုလိုချင်နေဆိုရင်တော့ကျွန်တော် comment မှာတစ်ချက်ချခဲ့ပေးပါမယ်နောက်တစ်ခုက C form ကိုတစ်ခုတည်းမလုပ်ဘဲနဲ့ position နှစ်ခုသုံးတာလောက်တော့ကို C form နှစ်ခုသုံးလောက်တော့အနည်းဆုံးပြင်သွားသင့်ပါတယ်တော့ဆိုရင် videographer တစ်ခု video editor တစ်ခု content creator တစ်ခုသုံးခုပြင်ထားပါတယ်ပြီးတော့အဲ့ကိုရှောင်းမဲ့လုံးနဲ့ကိုက်ညီရဲ့ CV ကိုတင်လိုက်ပါတယ်ပြီးတော့ position အလိုက် job description ကိုလည်းလိုက်ပြီးတော့နှိရပါတယ်videographer အတွက်ဆိုရင် videographer ဘိုင်းနဲ့ပတ်သက်တဲ့ job description တွေကိုအသေးစိတ်အဓိက focus ထားပြီးရေးပြီးတော့ editor ဘိုင်းဆိုရင်လည်းအသေးသေးနဲ့ပတ်သက်တဲ့ job description တွေကိုအဓိက focus ထားပြီးရေးပါတယ်ပြီးတော့ကိုရှောင်းမဲ့အလုပ်ကိုလည်းတခြားကြည့်ရပါတယ်ကိုကဒီ position ကိုတခြားလေးကြိုက်ပြီးဆိုရင်အဲ့သူတို့ပေးထားတဲ့ job description နဲ့လိုက်ပြီးတော့ကိုယ့်ရဲ့ CV form job description နဲ့လိုက်ပြီးတော့ပြင်ရပါတယ်ပြီးတော့ CV form လုပ်တဲ့နေရာမှာလည်းအယောင်ကြောင်းတော်တော်ကြီးမတုံးမနဲ့အယောင်တော်နဲ့အယောင်ငင်ငင်လေးကိုတုံးတာပို့ပြီးတော့မျက်စိထဲမှာဒီလိုလှတယ်မှာပါပြီးတော့ CV form မှာထည့်ထားတဲ့ပုံလည်း professional ဆန်တဲ့ပုံပဲရွေးရကောင်းပါတယ်ကဲရွေးကိုမှတပုံတိုင်းမှာရိုက်ထားမရှိဆိုရင်ကိုယ်ပုံတခြားလေးလုပ်ပြီးတော့ AI မှာဒီ prompt လေးကိုထည့်ပြီးတော့ကိုယ့်ရဲ့ပုံ professional ပုံတစ်ခုပြင်အောင်လုပ်လို့ရပါတယ်ကျွန်တော်အဲ့ဒီ prompt နဲ့ comment မှာချက်ချပေးခဲ့ပါမယ်ပြီးတော့ကျွန်တော်တို့လုပ်ဆိုရင်တော့ test case soft case ထည့်ရတယ် test case မှာဆိုရင်ကျွန်တော်ပဲ software သုံးတယ်ပြီးတော့ by camera ကိုင်လဲဆိုတော့ပါတစ်ခါထည့်ပေးရပါတယ်ပြီးတော့ DC form လုပ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ CV form ကို ATS check ကနေဆက်ရပါတယ်ဒီ ATS ဆိုတာတော့ applicant tracking system လို့ခေါ်တဲ့ HR တွေသုံးတဲ့ software တစ်ခုပါ HR တော်တော်များများဒီ software ကိုသုံးပြီးတော့လာလျှောက်တဲ့ CV form တွေကိုစစ်ထုတ်လိုက်ပါတယ်ကိုကအဲ့စစ်ထုတ်တဲ့ထဲမှာပါသွားခြင်းအရင်ဆုံး website မှာ resume checker ATS checker ဆိုပြီးတော့ရိုက်ရှာပြီးတော့ကိုယ့်ရဲ့ CV form ကိုဆက်ရပါတယ်ကဲအဲ့ဒီ link ကိုလည်းကျွန်တော် comment မှာတစ်ချက်ချပေးခဲ့ပါမယ်ဒီလိုစစ်ပြီးတော့ကိုယ့်ရဲ့ CV form ကချင်းနေမကောင်းသေးဘူးဆိုရင်ပြန်ပြီးတော့ကိုယ့်ရဲ့ CV form ကိုချက်ကြည့်ပြီးဒါမှမဟုတ် AI တစ်ခုမှသွားထည့်ပြီးတော့ ATS နဲ့ကိုက်အောင်ကြည့်ပြင်ပေးပါဆိုပြီးပြောပြီးတော့ပြင်လိုက်ရပါတယ်ပြီးတော့မှခုနစစ်တဲ့ ATS checker နဲ့ပြန်စစ်လဲလောက်ရပြီဆိုရင်တော့ရပါပြီကဲ CV form ရပြီဆိုလို့ရှိရင်အလုပ်ရှောက်မယ်လောက်ရှောက်မယ်ဆိုရင်ကျွန်တော်အဓိကသုံးတဲ့ platform တစ်ခုကတော့ LinkedIn နဲ့ Indeed ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် Indeed မှာပို့ပြီးတော့ shop ဖြစ်ပါတယ်ကျွန်တော်လောက်ရသွားတာလည်း Indeed ကနေပဲရသွားဖြစ်ပါတယ်ကဲဒါဆို platform တွေကိုတည်ပြီဆိုရင်တော့ platform တစ်ခုအနေနဲ့ timing ဆိုတာကဘာလဲဆိုတော့လောက်ရှောက်တဲ့အချိန်ပေါ့ကျွန်တော်ကတော့ဟိုကြိုက်တဲ့အချိန်မှာရှောက်တာတဲ့အဓိကအချိန်ကြီးထားပြီးတော့သတ်မှတ်ပြီးတော့ရှောက်တာပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်ဆိုရင်အဓိကမနက်ခင်း9 နာရီဒါမှမဟုတ်10 နာရီကနေစပြီးတော့နေ့လယ်7 လောက်ထိကိုတိုက်ပေါ်လာရဲ့ကျွန်တော်ကြိုက်တဲ့အလုပ်မှန်တွေများလိုက်ပြီးတော့ CV form တွေ drop ပါတယ်။တော့ဒီနေ့ကောင်မှအလုပ်လျှောက်တာကိုအဲ့ဒီအချိန်လေးပဲအဓိကထားပြီးတော့လျှောက်ခဲ့ရပါ။ဒီနေ့ချိန်တော့ကျွန်တော်တိတ်မလျှောက်ဖြစ်ပါဘူး။နောက်ဆင့်အနေနဲ့ကိုယ့်ရဲ့ CV form တွေ့ပြီးတော့သူတို့ကကြိုက်ပြီဆိုလို့ရှိရင်ကို interview ခေါ်မှာပါ။ကျွန်တော်တို့ကတော့ interview လို့မပြောဘဲနဲ့ meeting လုပ်ဖို့အတွက်အချိန်ရလာလို့ပဲပြီးတော့ကျွန်တော်တခြားတော့မပြင်ဆင်လိုက်ရပါဘူးဒါပေမဲ့ကန်ကောင်းတာကကျွန်တော်အရင်ချောင်းတက်တော့ interview training ရှိခဲ့ရမို့လို့ QA ပါလည်းကြည့်ထားပြီးတော့အရှိမှလည်း interview နှစ်ခုသုံးလောက်ကျွန်တော်အခြားမြန်မာနိုင်ငံမှာတော့လည်းဖြေဘူးပါရှိတော့တော့ကြည့်တော့ခက်ခဲတော့မရှိခဲ့ပါဘူး
မြန်မာလိုနဲ့အင်္ဂလိပ်လိုကွဲသွားတော့ရှိပါတယ်ပြီးတော့ interview မှာအဓိကဘာမေးလဲဆိုရင်ကျွန်တော်တို့ဒီ video editing ဆို editing နဲ့ပတ်သက်တဲ့ software သုံးလဲဘာလုပ်ခဲ့လဲပေါ့ပြီးတော့အဓိကကိုယ့်ရဲ့ portfolio နဲ့တကယ် home ဟုတ်ကိုပြန်စစ်တာပေါ့နော်ဘာ experience ရှိတယ်ရော camera ကြီးဘာကင်တက်လာရောဘယ် software ဘာညာသုံးတယ်လဲကုန်ပြီပါရောဒီ client တွေအများကြီးနဲ့လောက်ရတာ pressure ခံနိုင်ရပါညာလည်းပြီးပါတယ်ပြီးတော့ကိုယုံကြည်ချက်ရှိလားတော့ဘာလို့နောက်10နှစ်မှာကိုဘယ်လိုမြင်လဲတော့ဘာလို့လဲပြီးပါတယ်ပြီးတော့ interview ဖြစ်ပြီးတော့နောက်နေ့ရက်3ရက်လောက်နေတော့စီက message ပို့လာပါတယ်အလုပ်ကိုလာကြည့်ပြောပါတယ်ဒီနေရာမှာဘာလို့ရမလဲဆိုတော့သူတစ်ချက်ရှင်းပြရမယ်ဆိုပြီးကျွန်တော်ခေါ်ပါတယ်အဲအောင်ကျွန်တော်အဲ့နေရာကျွန်တော်လုပ်ပေးရဖြစ်နေရတယ်ကျွန်တော်ကွတီပဲလို့စီကိုတွားလိုက်ပါတယ်တွားတော့ဟိုရောက်တော့ဘာလုပ်ခိုင်းလဲဆိုတော့ဒီက testing အစင်ပါတော့အဲ့လိုမျိုး video edit လုပ်ခိုင်းမယ်လို့မထင်တာဟုတ်ဒါပေမဲ့ကျွန်တော် camera ကင်ခိုင်းမယ်ထင်လို့ဒီကိုတယောက်စီမှာ gimbal ကင်ကြီးရောတစ်ချက်တော့တွားပြီးတော့တင်ခဲ့ပါတယ်သူစီမှာတင်ပြီးတော့မှတွားလိုက်တာကံကောင်းတော့တကယ်တည်းကင်ခဲ့ရပါတယ် gimbal နဲ့ camera ဘယ်လိုရရလဲဆိုတော့သူစမ်းကြည့်ပါတယ်ပြီးတော့ video တစ်ပုတ်လည်း edit ခိုင်းပါတယ်ပြီးတော့မှသူ video လည်းကုန်လုပ်ပြီးတော့မှနောက်ရက်ကျမှသူ offer letter ပေးတယ် store လည်းတစ်ခါရကြည့်ပြီးတော့မှပဲအလုပ်ကိုလက်ခံလိုက်တယ်ပေါ့ကျွန်တော်အလုပ်ရခဲ့ရတော့ဒီတိုင်းပါပဲဒီအစင်3စင်းကိုကြိုတက်ခဲ့ပါတယ်အများကြီး never start ပြင်ဆင်ခဲ့ရအောင်မရှိပါဘူးကဲနောက်ထပ်သိချင်တာရှိလို့ရှိရင်ကိုမမှာတစ်ချက်ပြီးသွားခဲ့လို့ရပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်